ညွှဲရဲ့ဘောဆိုဆိုပြစ်တင်စကားလေးနဲ့လှည့်စားတတ်တဲ့ချစ်တဲ့မြတ်တာလီမေတ္တာကုန်ဆုံးပြီတစ္ဆာတရားတော့ထားရမသိမီမောင်ဧကကြီးတွေ့ပြီးစိတ်နာအသေးကခံပြလာပါသည်အနုအလာရီအစတမ်းနဲ့ချစ်ပန်းတပွင့်ကဂုဏရတ်တိချာမချင်တာအမိုးပွားနှလုံးသားကစိတ်ထားမတည်ဝေးရသွားဖို့မောင်တောင်းမှနေမီမေတ္တာဟူသည်မောင်တွေအိမ်မေတ္တနာအဲ့ဒီလိုတရော်တဲ့အတန်မျိုးနဲ့မကြီးပါနဲ့လားမကြည့်ဘူးရဲ့အိုးဘာဖြစ်လို့အဲ့လိုကြီးတဲ့အတန်ဟာယောက်ျားဆိုဘိုးမထဂျူကားရနဲ့ဆိုတဲ့သဘောမျိုးဖြစ်မနေဘူးလားယင်မကြည့်ဘူးဝမ်းနေပါလေရှင်ကျမကတော့လူကုန်တန်းအတိုင်းဝိုင်းနဲ့ကြီးရင်လာရတဲ့လူဆိုတော့ဝင်ဝင်လင်းလင်းပြောဆိုရင်မောတတ်တဲ့အကျင့်လေးပါနေလို့ပါဟုတ်ပြီလေဟုတ်ပြီပေါ့ဒနာလွာဘုံမြင့်ကအလှကညာဂုံတင်နဲ့နတ်သမီးလေးနဲ့လက်တော့ရာတော့ကိုင်းတော့ထဲမှာလူဖြစ်လာတယ်မောင်ရဲ့ဘဝနဲ့ဘယ်သူမှမလဲဟုတ်ဘူးလားဟင်ညည်စားရပြိုးကအရှိရချင်းတမျိုးနောက်ွယ်မှာတော့မုံမှကိုးသည်တွေ့တိုင်းဆိုနိုင်အဖြစ်တဲ့လုံးနဲ့ညလာလီမောင်မလဲတာလီမောင်မလဲတာလီကျင်နာလာလီစခန်းတွေတော့လမ်းခွဲတာပဲကောင်းလိမ့်မယ်ထင်သည်အိုးဘယ်လိုပြောလိုက်တာလဲအကိုရဲ့မကြည့်မှုနဲ့လမ်းခွဲမယ်ဟုတ်လားကိုဟုတ်တယ်မကြည့်ဘူးအဲ့တော့ကိုအသက်ပလင်မှာနန်းတင်ခါတဲ့မကြည့်မှုချစ်လျင်နဲ့ပဲဆွန့်လို့ရတော့မှာပေါ့ဒီမှာအကိုပြောလေအကိုနဲ့မကြည့်မှုလို့ရဲ့ဘဝဟာတထောင်တညပတိပုံရင်လည်းမဟုတ်ဘူးဒီတော့ချစ်ပါတယ်ဆိုတဲ့စကားကိုပဲပုံကြီးချက်ပြီး24ရက်တိုင်တိုင်ပြောရမယ်ရာမစမျိုးလည်းမဟုတ်ပါဘူးအကိုရဲ့ခုတော့မျက်ရည်စားတွေပြောပြပေးမယ်ရွှေစောငွေစောနန်းနေတဲ့မချင်းမုံတို့အတိုင်းဝိုင်းထဲမှာရွှေစောနန်းနေတဲ့မောင်တို့တော်သားတယောက်အနေနဲ့ဝင်စမ်းတော့ဘူးပေါ့လေမချင်းမုံဘယ်ဝင်စမ်းတော့မှလဲလို့မလူတမလူတကာပြားနေအချိန်လေးကားလေးရောက်မလာရသည်လာရင်မြန်တော့လေမခေါ်ပါပဲသူရောက်လို့လာရသည်အကြည့်ကမောင်ရုံစင်ချီမွန်ထောပနာစကားတွေသူချီမောင်ရဲ့လွတ်သူအခါဆယ်ကလေးလဲကမယ်မထင်တော့ဘဝတွေးကမပိဒနာကြီးကိုမောက်လာတယ်မချင်းမုံတယောက်စီသဘောထားမတည်ပိုးစင်ညူလို့လင်းကြီးမင်းကြီးမချစ်တာရဲ့မချစ်လိုက်ပါနဲ့မမုန်းပါနဲ့ပြောခြင်းသည်အခုတော့လင်းကြီးမင်းကြီးချစ်ပြီးမုန်းပြီးပြုံးပြီးမဲ့ပြီးချိုးပလီနှုတ်ဖျားလေးလက်စားလို့မနေဖီမိတ်လာကြီးလားချစ်တယ်မြတာလီအကိုအကိုရဲ့မိချင်းမမိုက်မောင်ခွတ်လို့ပါနော်ပတ်ဝန်းကျင်နဲ့ဆွေမျိုးအတိုင်းဝိုင်းကိုမလွန်ဆောင်ဝင်မြို့ကြီးသားတယောက်နဲ့နေရာချပေးမယ်ကိစ္စကိုမိချင်းမလက်ခံလိုက်မိပါပြီအကိုရဲ့တော်ပါတော့မချင်းဘူးတော်ပါတော့ဒီလောက်ဆိုရင်ကိုနားလဲပါပြီအကြောင်းရင်းခံတော့ပေါင်းတင်ရမထိုက်တဲ့ကိုအမုတ်တစ္ဆာရင်မှာပိုက်ပြီးတစ္ဆာနယ်မြေမကျွမ်းလေတဲ့များတော့လွမ်းနေရအောင်မှာပေါ့လေကိုမချင်းမုံတွေလွမ်းနေရမှာပေါ့လို့အကြောင်းရင်းခံတော့လေပေါင်းတင်ရမထိုက်တဲ့သူအမုတ်တစ္ဆာရင်မှာပိုက်ခါမြစ်တာနယ်မြေမကျွမ်းတော့ပြီအကွေးလေးတွေမြတ်လို့ပါရဲ့ခင်တော်ရပြီမောင်မယုံကြည်ဆူတောင်းလိုက်ခြင်းသည်ဖြစ်နေ
ရာဘဝမှာတော့မပြုံးမငိုမလွမ်းတတ်တဲ့ကြောက်စီရုပ်ကလေးမောင်မဲဖြစ်ခြင်းပြီ။အော်မိကြီးမပစ္စည်းကုန်တနာကုန်ဆိုတဲ့အဆောင်လုံးကြီးကြားမှာအခမ်းအနားခံစားပြီးတော့ဘဝမေ့နေတဲ့ဝေဒနာရှင်မလေးတယောက်ရဲ့ပါလား။မိုက်လာကြီးလားမိကြီးမရဲ့မင်းမိုက်လာကြီးလားလို့ပြောပါကိုရဲ့ပြောအားရအောင်လားပြောပါမိကြီးမပေါ်ဖက်လို့နစ်နာခံတတ်တဲ့လူတွေကပြောတဲ့စကားဆိုရင်မိကြီးမနာကမှာတော့မယ်ကိုရဲ့ရည်စရာကောင်းလိုက်တာမိကြီးမရဲ့ရည်စရာကောင်းလိုက်တာကျန်ရင်လေသူကိုအလွမ်းမြေရည်တွေနဲ့ပူဆွေးနေမယ်နေဝင်းကြီးလူကဘာသူကဘာသားတွေနဲ့ခွက်ခါနီးမှဝမ်းနေချင်းထိတ်မှန်နဲ့မျက်လုံးကြီးနေရအောင်ငိုပြပြီးဘုံနှန်းကိုစမ်းတော့မယ်ပေါ့ဟုတ်လားမိကြီးမမဟုတ်ရပါဘူးကိုမဟုတ်ပါဘူးမလူတမလူတကာပြားနေအချိန်တည်းခါတည်းရောက်မလာပြန်ဘူးလာရင်များတော့လေမခေါ်ပါပဲသူရောက်လို့လာပြန်ဘူးအချစ်တမ်းမောင်ရုံစင်ချီမထောပနာစကားတွေသူချီမောင်ရဲ့လို့သူကလေးအခါစဲကလေးကမယ်မတင်တော့